ရင်လေပုံမှန်ဆက်ထားအေးမော်တာနဲ့ကလေဘယ်ဟာကပို့ပြီးတော့ဈေးပို့တက်တာလဲပေါ့နော်မော်တာကလေတခြားနိုင်ငံကြီးတွေနဲ့ရှင်လို့ရှိရင်တော့နေတာကတော့ပူတတ်တာတယ်လို့တော့ချဲတွေ့ဘူးလေတချို့ចောင်းသူတွေကိုတမီးအမှ YouTube မှာကြည့်ချင်းသူတို့450 500လောက်နဲ့နေရတာရှိတယ်တလောက်တမီး100လောက်နဲ့လောက်အောင်စားလို့ရတယ်အသားငါးတွေရဲ့ဈေးတွေဆိုချဲဆိုလိုက်ကြည့်တာပေါ့နော်စကကြရဲ့စက်သားဆိုလို့ရှိရင်ဘလောက်ပါညာဆိုတော့တော်တတ်တာတယ်ပေါ့ဘာလို့အဲ့တယောက်ဆိုသူ share ပြထားတာပေါ့နော်ဘာ share လဲဆိုရင်သူကအရင်တော့လန်ဒန်မှာနေတာ okay လန်ဒန်မှာနေတယ်အင်္ဂလန်မှာနေတာနေပြီးတော့မှအင်္ဂလန်ရဲ့ weather ဒီလုံးဝသူမကြိုက်တာမကြိုက်တဲ့ခါကျသူနောက်ဆုံးမော်တာဘက်ကိုသူကပြောင်းလာတဲ့အခါမှာအဲ့ difference တွေကိုပြောပြတာပေါ့တမီးပြောပြတော့တော်တော်လေးစီးသက်တာတယ်ပေါ့နောက်ပြီး Sea and Sun ကို British တွေကအဲ့ဒါကိုအရင်မှတ်မောကြတယ်လေဘာလို့ဟိုမှာအမြဲတမ်းမှောင်မဲနေရလေအင်္ဂလန်ကကြတော့ပေါ့နော်စချေဆိုလည်းအင်္ဂလန်ကသူလုံးဝမကြိုက်ဘူးစချေအိမ်မှာအကြိုက်နေခဲ့ဘူးလေ depressed ဖြစ်နေတဲ့ emotional သမားတွေဆိုလို့ရှိရင်ဆိုတဲ့ခါကျတမီးဟိုဘက်မှာဆိုရင်ရာသီဥတုကအဲ့လိုတကယ် blue sky တမီးအဲ့ဒါတွေကိုဝင်ကြည့်ဟိုအားတွေမှာ YouTube တွေမှာဆိုအဲ့သူ့ရဲ့ကောင်းကင်က clear ဖြစ်တယ်အနေပူတယ်ဟို sunny ဖြစ်တယ်သိလားနောက်ပြီး safety အရန်ကောင်းတယ် London ဆိုရင်သူ့ဟိုကမဖြစ်တဲ့အပိုင်းတွေရှိတယ်အင်္ဂလန်မှာဆိုလို့ရှိရင်လေဆိုတော့အဲ့ဒါတွေဆိုတော့သူကတခြားနဲ့ရှင်လိုက်လို့ရှိရင်တတ်တာတယ်ဟိုဘက်နိုင်ငံတွေတမီးနိုင်ငံကြီးလေမြို့ကြီးလေဈေးကြီးလေလို့ပဲမှတ်ထားဟိုဘက်ဒီမော်တာမှာကြတော့သူကနိုင်ငံတော့နိုင်ငံပဲဟိုလိုအကြီးတွေမှမဟုတ်တာအဲ့တော့တချို့ဟိုတတ်တာတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့ဂျာမနီဆိုလည်းတမီးဘာလဲမှာနေစီးကြည့်မယ်နေဘက်မှာတနေစီးတတ်တာမယ်အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့ opportunity ဘယ်မှာပိုများလဲကိုကြီးမှာပိုများတယ်ဒါတော့ကိုနေကြည့်တဲ့ခါကျရင်ငါမျိုးကြီးရွှေ့ရမှာလားငါကများများသုံးနိုင်လားဒါမှမဟုတ်ငါနည်းနည်းလေးနဲ့အေးချမ်းချမ်းလေးပဲအေးစိတ်နေချင်တာအဲ့လိုမျိုးတော့တမီးကွာလိုက်ပါဆိုဂျာမနီကတော့ပိုကြည့်လိုက်မယ်ဒါပေမဲ့ဂျာမနီမှာတတ်တာချင်းဟိုဘက်နေဘက်ကလေးတော့နေလို့ရတယ်မော်ချာတော့အဲ့သူပြောပြတဲ့အရာဆိုတော့တတ်တာတယ်ပေါ့နော်ဟိုလိုမျိုးကြီးအရင်စီကြီးတာမျိုးမဟုတ်ဘူး tax ဆိုလေ तू ကတခြား European နိုင်ငံထက် tax ဆောင်ကအနေလေးပိုနေတယ်ပေါ့ဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုလို့ရှိရင်အခုကတမီးကဒီကဲဝေးခုနပြောလိုမျိုးဒီ scholar house တက်မယ်ဆိုလို့ရှိရင်ခုနညီမလေးပြောလိုမျိုးဒီ business management လို့ human resource လို့အဲ့ဟာရှိရပေါ့နော်အဲ့ဟာကလိုမျိုးဘယ်လောက်လောက်များကုန်ကြမလဲပေါ့နော်ကျန်းပူလာမသိဘူးဘယ်လောက်ကုန်ကြလဲဆိုတော့ခုနကဗာလေတမီးနေတိလိုက်တာဗာလေဟုတ်ကျောင်းစိတ်ကကြတော့လေအမ तू ကကျောင်းစိတ်ကညီမပြောလို့ခုန post graduate diploma ဆိုရင်တော့ तू က6000ဝန်းကျင်လောက်ပေါ့နော်အများဆုံးပေါ့နော်ကိုက25ရာခိုင်နှုန်းပဲမိမယ်ဆိုရင်6000ကြာမယ်6000ကြာမယ်ဒါမှမဟုတ်ကိုက40ရာခိုင်နှုန်းကြည့်မိရဆိုရင်တော့4000ကျော်5000ဝန်းကျင်ပဲကြာမယ်ရှင်မအဲ့ဒါတော့ဟို diploma တစ်နှစ် diploma ပေါ့နော် post graduate diploma မှာ share program တွေကလည်း master program တွေမှာရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ဟို major တွေကတော့နှစ်ခုလုံးမှာရှိရဲဆိုတော့အမရချက်နေပေါ့နော် degree နဲ့ပြီးတော့ကိုသုံးနိုင်တဲ့ budget ပေါ်မှာမူတည်ပြီးအမပြန်ရွေးလို့ရတယ်ပေါ့နော်ဒါကတော့သူကျောင်းဖို့တည်တံ့မယ်ညီမတို့ application fees တို့ဒီတခြား visa fees တွေတော့မပါဘူးပေါ့နော်မဟုတ်ကဲ့ဟုတ်